နေဟဲ့ညဘာဖြစ်လို့ရည်နေရလဲငါ့ကိုကြည့်ပြီးတော့ ပြင်းနေပါဖြစ်နေရတော့ဦးမဲတွေနဲ့နင်ပြောတော့ဆက်ရှင်နှစ်ပြည့်မဲပေးရမယ်ဆိုအားကြောင့်ငါမဲအောင်အိုမဲလိမ့်ထားရလေ ငါပြောတာလေအခုလာမဲ့ဒီစင်ပါလာမှာရွေးကောက်ပွဲရှိရဲရွေးကောက်ပွဲမှာငါတို့ကအသက်88နှစ်ပြည့်တာနဲ့မဲပေးရမယ်လို့ပြောတာ ဟဲ့နေရအစားရဲ့ငါ့ကိုရှင်းရှင်းလေးမှမပြောတာ ခုလိုမျိုးလေးနင်းကိုလေအိုမဲတုတ်ခိုင်းတာမဟုတ်ဘူးဟဲ့ကောင်မရဲ့နင်းကလည်းတုံးလိုက်တာဟဲ့ ငါဆက်ရှင်နှစ်ပြည့်ဒီနေ့ဆက်ရှင်နှစ်ပြည့်ပြီဆိုတော့ငါမဲပေးရမယ်ဆိုတော့ငါအိုမဲတွေလိမ့်ထားတာအဲ့နင်းချကောင်မကြီးနင်းချ